ဒီဆက်ကတော့ကျွန်တော်တို့လိုအပ်သမျှလမ်းတွေကိုအကုန်ခင်းပေးနိုင်မှာပါနည်းနည်းတော့နှေးပေမဲ့အလုပ်ကတော့အပြတ်သက်ရှယ်ပဲဗျဒါပေမဲ့ရှေ့ဆက်မသွားခင်မှာဗန်ထဲမှာရှိတဲ့ပတ်စံလေးနည်းနည်းသုံးပြီးဒီနားမှာတင်စားတောက်ဆိုင်တစ်ဆိုင်လောက်အရင်ဖွင့်လိုက်ရအောင်အဲ့ဒါမှကျွန်တော်နောက်ကကားဆရာတွေလည်းလမ်းကင်းပြီးတဲ့အထိတန်းစီဆောင်မနေရတော့ပဲဆိုင်ထဲဝင်လာလို့ရတာပေါ့ဆိုင်ကိုနောက်တစ်ဆင့်မြင့်ဖို့ပတ်စံလေးထပ်သုံးလိုက်အောင်မယ်။ OK မိုက်သွားပြီအခုဆိုဝင်ငွေတွေတော်တော်လေးကောင်းနေပြီနော်။တကယ်ကကျွန်တော်တို့အားလက်ရဲ့အပန်းဖြေခီးထွက်နေကြတာပါ။ဒါပေမဲ့အဲ့ဒီဂျိုကာကဘဲကနေဘလို့ရောက်လာမှမသိပဲကျွန်တော်တို့ရဲ့အပန်းဖြေခီးကိုဖျက်ဆီးပစ်လိုက်တယ်တော်သေးတာပေါ့။အဲ့ဒီအချိန်မှာအကွာမင်းရောက်လာပြီးကျွန်တော်တို့ကိုကူညီပေးခဲ့လို့သူသားမရှိရင်ဒီဂျိုကာရဲ့လူမိုက်တွေကိုကျွန်တော်တို့တိုက်နိုင်မှာမဟုတ်ဘူး။ကျွန်တော်ခဏနားနေတော့သူကတော့ကျွန်တော်တို့ရဲ့စခန်းကိုဒီဗီလူတွေရန်ကနေကာကွယ်ပေးထားလိမ့်မယ်သူတို့ကတော်တော်များတာဗျ။ဒါကြောင့်ကျွန်တော်တို့လည်းအကွာမင်းကိုဝိုင်းကူမှာဖြစ်မယ်။အခုဆိုပတ်စံတွေလည်းတော်တော်လေးရနေပြီဆိုတော့စူပါမင်းကိုပါစခန်းထဲခေါ်လိုက်ရအောင်သူပါလာရင်ကျွန်တော်တို့ကိုဝိုင်းကူပေးလို့ရတာပေါ့ရန်သူတွေကတအားများလုံးတော့ကျွန်တော်တို့ကြီးပဲမနိုင်တော့ဘူးလေတခြားလူတွေကိုပါဝိုင်းကူဖို့ခေါ်လိုက်မယ်အခုဆိုလူအင်အားပြည့်ရှိသွားပြီဆိုတော့ဘာမှစိတ်ပူစရာမလိုတော့ဘူးပေါ့ဒီမှာကြည့်ဒီဆက်ကိုတုံးပြီးဘူးကြီးတွေတဲကနေဘူးအသေးလေးတွေဖြစ်အောင်လုပ်လို့ရတယ်ဒါပေမဲ့ဒါကထင်တယ်လို့တော့မလွယ်ဘူးပြထားသွားတွေကိုနောက်တစ်ဆင့်မြင့်ဖို့ပတ်စံနဲ့တုံးလိုက်အောင်မယ်မဟုတ်ရင်ရာဘာပြားတွေပေါက်ထွက်ကုန်လိမ့်မယ်အဲ့လိုမျိုးတော့အဖြစ်မခံနိုင်ဘူးလေကဲအခုဆိုကုမ္ပဏီအတွက်လိုအပ်တဲ့ဘူးတွေကိုအကုန်ရနေပြီးနောက်တစ်ဆင့်မှာဘာတွေဆက်လုပ်ရမလဲဆိုတာတွားကြည့်ကြရအောင်